ဖြစ်တယ်လို့နေဖြစ်တယ်လို့စာဘောခရီးကိုရှောင်လန်းနေကြတဲ့ပုဂ္ဂိုလ်တွေကလောကမှာအများကြီးပဲအများကြီးဖြစ်သည့်အတွက်ကြောင့်ဘဝအရေးမှာမျောလင်းချက်တွေဝေးပြီးတော့ကိုသွားနေတဲ့လမ်းကိုအကောင်းထင်ပြီးသွားနေတော့လဲအဆိုးနဲ့တွေ့တဲ့အဆိုးထင်ပြီးတော့နေတဲ့အရာတွေကလည်းအကောင်းဖြစ်ခြင်းဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့ဘဝတစ်ခုမှာဘယ်ဟာကအမှောင်လဲဘယ်ဟာကအလင်းလဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့အရေးကြီးတယ်ဒီလိုသိဖို့ဆိုတာတမန်အပြင်ပြောမယ်ဆိုရင်လွယ်တယ်လို့ထင်ကြသို့တော့ဒီအသိလေးကိုကဘုရားပွင့်တဲ့ခါမှရသော်ဘုရားဟောကြားမှသိချရတာဖြစ်တယ်လွယ်လွယ်နဲ့သိနိုင်တာမဟုတ်ဘူးလောကလူဆိုပြီးတော့အသိဉာဏ်ရှိတယ်အုံနောက်ရှိတယ်လို့ဒီလိုပြောကြပေမဲ့လို့လူတွေမသိတဲ့အရာကအများကြီးပဲဖြစ်တယ်မသိလို့ပဲလောကလူတွေဟာယုံမိယုံရယုံပြီးတော့ရှောက်လန်းမိရလမ်းကိုရှောက်လန်းပြီးတော့နေကြတယ်အမှန်တရားဆိုတာနဲ့ဝေးကွာပြီးတော့နေကြတယ်လောကလူတွေဟာမျက်စိတစ်ဆုံးများသာကြည့်တတ်ပြီးထိုမျက်စိတစ်ဆုံးရဲ့ဟိုဘက်မှာဘာရှိတယ်ဆိုတာသိနိုင်စွာမရှိကြဘူးအဲ့ဒီသိနိုင်စွာမရှိတာလောကမှာဖျားပွင့်လာလို့လောကကိုအလင်းအောင်ပေးလိုက်တဲ့အခါကျမှလူသားတွေဟာအသိဉာဏ်ပေါ်ပေါက်လာတာဖြစ်တယ်အဲ့ဒါလို့မဟုတ်လို့ရှိရင်လူတွေဟာကဘာဥကလူသားတွေကိုပဲကြည့်လိုက်ကဘာဥကာလမှာသဘာဝအန္တရာယ်ကြီးတွေနဲ့ကြုံရတယ်ဒီကနေ့ခေတ်မှာလည်းသဘာဝအန္တရာယ်ကြီးတွေရှိနေတာပဲငရင်လှုပ်တာတို့နော်ဆူနာမီဒီလိုင်းကြီးတွေတက်လာတာတို့မုန်တိုင်းကြီးတွေကျလာတို့သဘာဝအန္တရာယ်တွေရှိတယ်အဲ့ဒီသဘာဝအန္တရာယ်ကြီးတွေဟာဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကိုလူသားတွေဟာစိတ်မြစ်ကိုမသိနိုင်ကြဘူးမသိတဲ့အခါကျတော့တကူရှင်ကြီးတွေရဲ့အစွမ်းတကူကြောင့်အခုလိုဖြစ်နေတာလို့ထင်ပြီးတဲ့အခါမှာတကူရှင်တွေကိုကြောက်တဘာဝအင်အားစုကြီးရဲ့ချင်းချောက်မှုကိုကြောက်ပြီးတော့လက်မြောက်အရှုံးပေးတဲ့ဘဝမျိုးကိုရောက်သွားကြတယ်နောက်ပိုင်းရောက်လာတဲ့အခါမှာလူတွေဟာအသိဉာဏ်တစ်ဖြည်းဖြည်းရလာတော့တဘာဝအင်အားစုကြီးတွေရဲ့အခြေအနေတွေကိုဘယ်လိုကာကွယ်ရမလဲဘာကြောင့်ဒီတဘာဝဘေးရန်ကြီးတွေဖြစ်ပေါ်လာတယ်ဆိုတာအတော်အတန်သိရှိလာကြတဲ့အခါမှာလူတွေဟာကြောက်ရွံ့ခြင်းတဖြည်းဖြည်းလျော့ပါလာတယ်သို့တော်လည်းပဲလူတွေဟာကြောက်ရွံ့တဲ့အစွဲလန်းကိုကြည့်ပြီးတော့ကိုးကွယ်မိရကိုးကွယ်နေကြတဲ့ထာဝရဘုရားလို့ဆိုတဲ့တကုရှင်တွေကိုအာကိုယုံကြည်နေတဲ့စိတ်ဆွဲလန်းမှုဟာခဏအထိမပြောက်သေးဘူးပေါ့အားလုံးဟာဘုရားသခင်ရဲ့အလိုတော်ချလို့ဆိုပြီးစိတ်ဆွဲလန်းမှုနဲ့လူတွေဟာလက်မြောက်ပြီးအရှုံးပေးနေကြသေးတယ်မိမိဆန္ဒကိုရှေ့တန်းမတင်ဝန်သေးဘူးမိမိရဲ့လုံလဝိရိယတွေကိုရှေ့တန်းတင်မထားနိုင်သေးဘူးမိမိရဲ့အသိဉာဏ်တွေရဲ့စွမ်းပကားကိုမသိကြသေးဘူးအေးမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မှမြတ်စွာဘုရားကဒါတွေကိုရှင်းရှင်းလင်းလင်းသိပြီးတော့လောကမှာအကြောင်းနဲ့အကျိုးအကောင်းနဲ့ဆိုးဆိုတာရှိနေတယ်ဘာကြောင့်ဖြစ်တယ်ဆိုတာမြတ်စွာဘုရားကရှင်းလင်းဟောကြားပြီးလူတွေရဲ့စွမ်းအားကိုယ့်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ္တိတွေအသိဉာဏ်တွေဟာလူတွေမှာသာရှိတယ်ဆိုတာလူသာပဓာနဆိုတဲ့မူဝါဒနဲ့ဟောပြောလိုက်တဲ့အခါမှာလူတွေဟာတန်ဖိုးရှိတဲ့လူသားဖြစ်လာအနုဆိုလို့ရှိရင်လူတွေဟာတန်ဖိုးမဲ့နေတတ်တဲ့အနေအထားမျိုးရှိတယ်။တေချာစဉ်းစားကြည့်ရင်လူရဲ့တန်ဖိုးဟာအတ္တမကြီးမားတယ်။ဘာကြောင့်ကြီးမားလဲလို့ဆိုရင်ဟိုကောင်းကင်ဘုံကဗြဟ္မာတွေတို့နတ်တွေတို့ထဲကနေဖျားဖြစ်နိုင်တာမရှိဘူးလေ။ဖျားဖြစ်တယ်ဆိုတာဘယ်ကဖြစ်လူသားတွေကပဲဖြစ်တယ်။အဲ့တော့လူရဲ့တန်ဖိုးဟာလွန်ကြီးမားတယ်။အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဘယ်မှာပေါ်ထွက်တုံဆိုလူလောကမှာပေါ်ထွက်ဒီကနေ့ခေတ်လူတွေရဲ့စွမ်းဆောင်မှုတွေဟာလောကမှာကိုပဲကြီးမားတဲ့အောင်မြင်မှုတွေကိုရနေကြတယ်ဆိုတာအမှန်တမ်းထင်ရှားအဲ့ဒီကြီးမားတဲ့အောင်မြင်မှုတွေဟာတထသမ္မာပယောဂိဋ္ဌိလို့ခေါ်တဲ့ကိစ္စဝိစ္စဆောင်ရွက်တဲ့နေရာမှာလုံလစွမ်းပကားတွေအသိဉာဏ်တွေကိုအသုံးချပြီးအောင်မြင်ကြီးပွားနေကြဒီကနေ့ခေတ်မှာကြည့်လောကီဘက်ကကြည့်ပဲဆိုရင်လူတွေဟာ
ငှက်လို့တောင်ပန်တက်ပြီးတော့ကောင်းကင်ပြန်နိုင်တဲ့ငှက်တွေလို့အတောင်ပန်မပါပေမဲ့လို့လူတွေတီထွင်ထားတဲ့လေရင်တို့ဒုံးရင်တို့ကိုစီးပြီးတော့ကောင်းကင်ခရီးကိုသွားနိုင်နေကြတာဒါလူရဲ့စွမ်းပကားတစ်ခုလို့ပြောမှာပဲရေထဲလဲငိုလျိုးနိုင်ကြတယ်လောကလူတွေရဲ့စွမ်းရည်တတ္တိဟာအဗ္ဗဓမ္မကြီးမားလာတယ်လို့ဒီလိုပြောဒီစွမ်းရည်တတ္တိလေးတွေဟာပြောပလောက်တဲ့စွမ်းရည်တတ္တိမဟုတ်ဘူးဘယ်စွမ်းရည်တတ္တိကမှကြီးမားဆုံးလို့ဆိုလို့ရှိရင်ဘဝတန်တရားကြီးမှာမွေးဖွားလာလိုက်တဖြည်းဖြည်းအိုမင်းလာလိုက်နောက်ဆုံးသေဆုံးသွားရလိုက်ဆိုတဲ့ဒီမွေးလိုက်အိုလိုက်သေလိုက်ဆိုတဲ့ဒီတန်တရားဆက်ဝန်းကြီးကနေပြီးတော့ဘယ်လိုထွက်ရမယ်ဆိုတာလူသားတွေကဖရာကနေပြီးထွက်ပေါက်ကိုရှာပြနိုင်ခဲ့တယ်ဗောတကုရှင်မြမကြီးတွေတောင်ထွက်ပေါက်ကိုမသိခဲ့ကြဘူးမြတ်စွာဘုရားသခင်ကိုတော့ရှာပြတဲ့အခါမှာတန်တရားဝဆင်းရဲရဲ့အဆုံးသတ်တဲ့နေရာကိုလူတွေဟာရှာဖွေတွေးရှိထားကြတယ်အဲ့ဒါကိုပဲနိဗ္ဗာန်လို့ခေါ်တာပဲနိဗ္ဗာန်ရောက်သွားပြီဆိုရင်မွေးဖွားခြင်းမရှိသည့်အတွက်ကြောင့်အိုမင်းခြင်းလည်းမရှိဘူးအိုမင်းခြင်းမရှိသည့်အတွက်ကြောင့်သေဆုံးရခြင်းဆိုတာလည်းမရှိဘူးအဲ့ဒါလို့ဖြစ်ဥနာတိတန်တရားရဲ့ဝဆင်းရဲတွေလွတ်ကင်းရာကျင့်စဉ်ကြီးကိုနိလန်းတဲ့ကြမြတ်စွာဘုရားဟောပြောဆုံးမတော်မူခဲ့တာဒါတွေမကဘူးတန်တရားထဲမှာအစဉ်ပြေးတန်တရားဝတွင်းကမလွတ်ဖဲနဲ့တန်တရားထဲမှာအစဉ်ပြေးနေခြင်းရတယ်ဆိုလို့ရှိရင်လည်းပဲအစဉ်ပြေးစေနိုင်တဲ့နိလန်းတွေကိုမြတ်စွာဘုရားဟောပြောဆုံးမထားခဲ့သေးတာရှိတယ်တန်တရားဝကလွတ်ချင်တဲ့ပုဂ္ဂိုလ်တွေအတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုဟောပြထားသလိုပဲတန်တရားဝတွင်းမှာအစဉ်တပြေးနေသွားခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါကိုလည်းမြတ်စွာဘုရားကရှင်းလင်းဆုံးမထားတော့လောကမှာမြတ်စွာဘုရားရဲ့စွမ်းပကားစွမ်းဆောင်မှုဟာအင်မတန်မှကြီးမားတယ်စဉ်းစားကြည့်အခုလိုညအခါရောက်လာတဲ့အခါမှာနေမင်းကြီးရဲ့လင်းရောင်ပျောက်သွားတယ်ပျောက်သွားသည့်အတွက်ကြောင့်ဘာဝကျင်မှာရှိတဲ့အရာခသိန်းဟာမှောင်ထဲရောက်သွားတယ်မှောင်ထဲရောက်သွားသည့်အတွက်ကြောင့်လူတွေရဲ့ပဂရိမျက်စိနဲ့မြင်နိုင်စွာမရှိတော့ဘူးအဲဒီလိုမြင်နိုင်စွာမရှိတော့အမှောင်ထဲရောက်နေတဲ့လူသားတွေဟာမမြင်နိုင်တော့သလိုပဲမြတ်စွာဘုရားပွင့်မလာတဲ့အခါမှာမြတ်စွာဘုရားဟောပြောတဲ့တရားဓမ္မကိုမသိရတဲ့အခါလူလောကကြီးဟာမှောင်ကျနေတယ်လို့အကောင်းနဲ့ဆိုအကြောင်းနဲ့ကျိုးခွဲခြားသိနိုင်စွာမရှိဘူးမြတ်စွာဘုရားပွင့်လာတာဟာအရှိလောကရကနေမင်းကြီးပေါ်လာတယ်လို့ပဲလူတွေရဲ့ဘဝအလင်းတစ်ခုကိုထင်ထင်ရှားရှားကြီးပြသလိုက်တာပဲဖြစ်တယ်အဲဒါလို့မြတ်စွာဘုရားဟောပြသွားတဲ့ဘဝအလင်းမှာတို့တွေဟာဘယ်အခြေအနေရှိသလဲလို့ကိုယ့်ကိုဆင်ញင်သုံးသပ်ဆုံးဖြတ်နိုင်အောင်ဒီဒေသနာတော်ကိုမှတ်သားနာယူထားကြဖို့လိုအပ်တယ်ပေါ့